မနေ့မှာတော့ပဲပြုတ်ထမင်းကျော်စလုံးဝါလေးရဲ့တူတုတ်လေးရဲ့တုတ်စားထားပါလေရှင်။ဟာဒီစီရီကနေဝင်လာတဲ့စလုံးပဲပြုတ်တစ်ထောင်မျိုးသူ့ပဲပြုတ်ကနေဒီတရားတန်နေသေးလားသူကလေကော်ထဲတဲ့အချိန်မှာလဲဆုံးလေးနဲ့တခြားကော်ထဲပြီးရဲ့လက်တွေပိုင်းနဲ့လည်းမကိုင်းဘူး။ဒီဟာကကျတော့တူဘူးပါသူကရှမ်းတူဘူးပေါ့နော်ရှမ်းတူဘူးသူကအီလေးတုံလေးနောက်ထမင်းစကြော်ပါမယ်ထမင်းစကြော်ဖို့အတွက်ကသူကစနုကိုစီရဲကိုအရင်ထည့်လိုက်တဲ့ဟိုကတချို့ကျတော့ခါကျတော့လေသူကပါပေါ့နော်စီချက်မှစနုထည့်ကြတာကျမကတော့စီရဲကိုတခါလဲစနုထည့်ပြီးတော့မှပဲစီချက်လာပြီဆိုရင်ထမင်းနေထည့်လိုက်တယ်ပဲပြုတ်ကိုတော့တဝက်လောက်ပဲထည့်ပြီးတော့သုံးလိုက်ပါတယ်ရှင်နောက်ပြီးတော့ချက်တုံပြူထောင်းထားတာလေးကိုလည်းမင်းနဲ့ကိုဝယ်ထားလိုက်ထည့်လိုက်တယ်တချို့ကကျတော့လေစီတက်တဲ့အချိန်မှာချက်တုံပြူကိုထည့်ပြီးတက်ကြတယ်ကျမကတော့ချက်တုံပြူနဲ့စိမ့်နဲ့ကိုကြိုက်တာမို့လို့နောက်မှထည့်တယ်နော်နောက်စားလေးချုံမှုလေးလည်းထည့်လိုက်ပါတယ်ဒါဆိုရင်တော့စားလို့ကောင်းတဲ့ထမင်းကြော်လေးရပါပြီ